ကြောက်ကြောလေးလို့ကိုအပေါ်တက်မှာစုံမွေးရက်လေးတွေတစ်ခုလိုက်အောင်မယ်နော်တေးလေးတွေညှပ်ပြီးတော့ကျိတ်ဆက်ထဲမှာစားလက်ဖက်စားစွန်းတစ်စွန်းနဲ့ရေနိုးစီတပူးစာထည့်ပြီးကျိတ်လိုက်မယ်နော်ကာလေးနဲ့အရင်ညှစ်ယူထားလိုက်မယ်နော်စုံမွေးရက်အတွက်အလွယ်တကူဝယ်လို့မရတဲ့လူတွေကလေစီတီမတ်မှာပန်တန်းဆိုတဲ့အဲ့စုံမွေးအနံ့လေးရှိတယ်ပြီးတော့အစိမ်းရောင်ကာလာလေးဝယ်လိုက်ပေါ့နော်ကြောထိုးဖို့အတွက်တယ်လီဖုန်း25 gram တစ်ထုပ်လိုအပ်ပါတယ်ဝယ်ရင်လေဒီနားမှာ expire date လေးပါတဲ့ဟာကိုဝယ်နော်အဲ့ data လေးမပါလို့ရှိရင်သူကကြောက်ကြောကထိုးလိုက်လို့ရှိရင်အရေးတွေဖြစ်သွားကြောက်ကြောကြိုဖို့အတွက်ရေအားနိုးစီဘူး6ဘူးသုံးမယ်နော်နိုးစီဘူး4ဘူးကိုဒီထဲမှာတကြား15ကျပ်သားနဲ့ထည့်ပြီးကြိုလိုက်မယ်နော်တကြားကလေ15ကျပ်သားဆိုရင်အချိုနေရတော့အတော်ပဲအဲ့ဒါဟိုမှာအချိုနည်းနည်းပိုကြိုက်တဲ့လူဆိုရင်တော့နည်းနည်းလေးပိုထည့်လိုက်ပေါ့နော်စွန်းမွေကြိတ်ထားတာလေတခါတည်းရောထည့်လိုက်မယ်နော်သူကနိုးစီဘူးတဘူးစာဆိုတော့ဒီထဲမှာအားလုံးနိုးစီဘူး5ဘူးစာဖြစ်သွားပြီကြောက်ကြောထုတ်လေးကိုရေနဲ့မပြစ်မကျဲလေးဖြော်ထားလိုက်မယ်နော်ဒီလိုနေလေးဖြော်ထားလိုက်ပါမယ်ရေနွေးပွက်ဆူလာရင်ဖြော်ထားတဲ့ကြောက်ကြောတွေထည့်လိုက်မယ်နော်ပွက်ဆူလာမှထည့်ရင်လေကြောက်ကြောကကြိုရတာမပင်မန်းတစ်ချက်မှုေးပြီးရုံပဲအိုးပြစ်ထားလို့ရအုံလုံးရဲ့ပုံတို့ဘူးကြီးဘူးတဝက်ပေါ့နော်ဘူးသေးဆိုရင်တော့တဘူးထည့်လိုက်ဘူးကြီးဆိုရင်ဘူးတဝက်ထည့်ပြီးမှုေးထားမယ်နော်ဥတွေကိုလေကြေနေအောင်ခောက်ထားလိုက်မယ်နော်အုံတို့နဲ့လေမှုေးတန်နဲ့ဒီမှာကြေနေအောင်ခောက်ထားလိုက်စုံမွေးရမရှိတဲ့လူတွေကလေဒီမှာဒီဥစ္စာစီတီမတ်မှာရောင်းနေပန်တန်းလိဆိုတဲ့ဟာလေအဲ့ဒါလေးဝယ်ထည့်လို့ရတယ်ဒီလှဝအောင်ဖူကာလာအစိမ်းလေးနည်းနည်းထည့်လိုက်မယ်နော်ဒါကိတ်မုတ်စေးနော်စားလို့ရလေးတွေမှုေးပြီးပြီဆိုရင်ကြောက်ကြောရည်ကိုဒီထဲကို2စွန်းလောက်အရင်ထည့်လိုက်မယ်နော်ပြီးတော့မှမှုေးပြီးတော့အကုန်လုံးလောင်းထည့်လိုက်ထည့်ပြီးချင်းဆိုရင်လေဒီကြောက်ကြောအောက်ကအိုးမမှုေနဲ့အောင်နော်ခဏလေးထားလိုက်တော့အဖက်လေးတွေတက်လာအောင်လို့အိုးကမှာဆိုလို့တစ်ချက်လောက်ပဲမှုေလိုက်မယ်ဒီလိုမျိုးလေးအဲ့လိုလေးတွေမှာစပွက်လာပြီလေပွက်လာပြီဆိုမှတစ်ချက်မှုေပေးလိုက်ပြီးရင်9မိနစ်လောက်ဆိုအိုးချလို့ရပြီနော်အဲ့လိုလေးစပွက်လာရင်တော့အောက်မှာအဲ့လိုအမြင်လေးလေဥတော့အုံတို့ဥသလိုလေးတွေတက်လာ9မိနစ်လောက်ထားပြီးရင်ဘန်းထဲမှာအေးခံတော့မယ်နော်မီးရှိန်လေးကိုနည်းနည်းလျှော့လိုက်တော့ဝက်စုအနေထားလေးနော်ဘန်းနဲ့လောင်းထဲဖို့ဘန်းပြင်လိုက်ပါတော့မယ်နဲ့လောင်းထဲလိုက်တော့မယ်နော်ပေါ်မှာတက်နေတဲ့ဘူးစီပေါင်းလေးတွေကိုလေဒုတ်လေးနဲ့လိုက်ဖောက်ပေးလိုက်နော်အန်တီရဲ့ဘန်းအလျားအနံလေးရာ10ခွဲနဲ့14ရှိပါတယ်ဒီထက်ကြီးတဲ့ဘန်းနဲ့လုပ်ရင်လေအထက်ကအရန်မလှတော့ဘူးအဲအကြောင်းဒီထက်နည်းနည်းသေးလဲရတယ်ဒီနေလောက်ဆိုအတော်ပဲเนาะကြောက်ကြောအထုပ်အသေးတစ်ထုပ်ကလေ2နာရီဝန်းကျင်လောက်အေးခံလိုက်တာရပါပြီမာဝါပါပြီเนาะဆိုရင်เนาะစုံမွှေးနံ့လေးတင်းနေတယ်စုံမွှေးကြောက်ကြောလေးရပါပြီရှင်အုံတို့ပါဝင်မှုလည်းအများကြီးမဟုတ်ဘဲနဲ့လူကြီးမိဘတွေလည်းစားလို့ရပါတယ်ရှင်။အန်တွင်းမှာကုသိုလ်ယူပြီးလှုပ်ကြည့်ပြီးတော့လှူဖို့အတွက်တင်ပေးလိုက်ပြီနော်။အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ကြပါစေရှင်။စိမ့်လေးပဲစားခြင်းနဲ့ဆိုရင်တော့15ကျပ်သားပဲထည့်ပေါ့နော်။တကြားကိုနည်းနည်းလေးချိုလေးစားခြင်းရင်တော့20သားထည့်ပါရှင်။အဲ့ဒါဆိုအနေတော်ပါပဲရှင်။